Weekend no weekend asone kuni ka asone kuni ne jayaနောက်တွဲလေးအဲ့နောက်တွဲလေးကိုမွေးရမှာဒီမှာလည်းပဲငါဆုံးတဲ့ခုနှစ်ကငါဆုံးတဲ့ခုနှစ်တစ်ကြိမ်နှစ်ကြိမ်ဟာနောက်တွဲလေးကိုမွေးရမှာဒီအားဆုံးတဲ့ခုနှစ်တစ်ကြိမ်နှစ်ကြိမ်ရဲ့နောက်တွဲလေးကိုမွေးရမှာဒီနှစ်ထဲမှာလည်းအားဆုံးတဲ့ခုနှစ်တစ်ကြိမ်နှစ်ကြိမ်ရဲ့နောက်တွဲလေးကိုမွေးရမှာတုံညာဘူးအဲ့တုံညာဘူးကိုဘယ်လိုမွေးရမလဲဆိုတော့ပရိနှစ်ပုံတွေနဲ့မွေးရမှာငါဆုံးတဲ့ခုနှစ်နှစ်ကြိမ်ရနောက်တွဲစောင့်နှစ်အတွဲကနောက်မှမပြန်တွဲရမှာစောင့်နှစ်ပဲတွဲနှစ်လျှောက်ပဲတွဲအဲ့လိုတွဲလာပြီဆိုတာနဲ့ထွက်လာပြီဆိုတာနဲ့ပရိနှစ်နဲ့ပဲထွက်ရမှာနော်အဆုံးနဲ့ကိုနေထွက်သေးဘူးထွက်သေးဘူးထွက်သေးဘူးထွက်ပြိနေပုံတွေနဲ့စောင့်နှစ်အတွဲဆိုတော့နှစ်လျှောက်စောင့်နှစ်ဘလို့တွဲပရိနှစ်ဆိုတော့လေးကလေးထိန်းနဲ့နှစ်လျှောက်စောင့်နှစ်နှစ်ကွက်ပေါ့နော်ဒီမှာတော့နှစ်ကွက်မွေးရမှာဟုတ်ပြီဒီဘက်နှစ်ကိုသွားလိုက်ငါးဆုံးနှစ်ကိုနှစ်ငါးဆုံးနှစ်ကိုနှစ်တစ်ကြိမ်နှစ်ကြိမ်ဟာငါးလေးတွဲငါးလေးတွဲလေးငါးနဲ့တွဲပရိနှစ်နဲ့ဆိုတော့ကိုးဖြစ်နေပြီတွဲကြောင့်မလို့သုံးလေးထည့်ရမှာဟုတ်လားနော်ပရိနှစ်ပုံနေနဲ့ဆိုတော့3 4 5 3 5 4နှစ်ကွက်ပဲမွေးရမှာငါးဆုံးတဲ့ပုံနေတာမှာဒီငါးဆုံးတဲ့ပုံနှစ်မှာလည်းအဲ့လိုပဲကတ်တောင်ကြပြီလားဒီမှာငါးဆုံးတဲ့ပုံနှစ်တစ်ချိန်နှစ်ချိန်ဟာ3ခုတွဲလေး3ခုတွဲလေးမွေးရမှာ3ခုခွန်3နောက်တွဲပဲတရိပ်နှစ်ပုံတွေနဲ့ဒီမှာတန့်ကြတာပဲ3ခုဆိုတော့နောက်နှလုံးပေါင်း30ဖြစ်နေပြီတရိပ်နှစ်ဖြစ်ဖို့နှစ်ထိပ်နဲ့နှစ်3ခွန်နှစ်ခွန်3နှစ်ကွက်ပဲမွေးရမှာကောင်းပြီဒီနှစ်မှကြတော့တကွက်ထဲမွေးရတော့မှာဘာလို့တကွက်ထဲမွေးရတော့မလဲဆိုတော့တုံညာဘူးပူထားလို့ငါဆုံးတဲ့ခုနှစ်တစ်ချိန်နှစ်ချိန်ကနောက်တွဲကိုမွေးရမှာပရိနှစ်ပုံတွေနဲ့တုံညာဘူးပူထားတဲ့အတွက်ကြောင့်မို့လို့ပရိနှစ်ဖြစ်ဖို့နှစ်ပဲထည့်ရတော့နှစ်ပဲထည့်ရတော့မှာအဲ့တော့200ပေါ့ဗျာ200အဲ့200မလာသေးဘူးကိုကျင်ဒီမလာသေးဘူးတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်
10ချိန်9ချိန်ရှိပါပြီမလာသေးဘူးမွေးမယ်ဆိုတော့မွေးပြော်တယ်ဗျာနော်မွေးမယ်ဆိုတော့မွေးပြော်တယ်အဲ့ဒါဟိုမှာနှစ်ကွက်မွေးရင်ပါတယ်ဆိုရင်လည်းနှစ်ကွက်ဗျာနောက်တစ်မျိုးရှိသေးတယ်နောက်တစ်မျိုးရှိသေးတယ်ဒီ65ခုမှာသူကအချိန်ရည်နဲ့လိုက်ပြီးမွေးမယ်ဆိုရင်လည်းရတယ်ဗျလေးထိတ်သူဘယ်ချိန်မှာထွက်တာလဲဆိုတော့24 23 22 22ဆိုတော့နှစ်ကြိမ်ပေါ့ဗျာနှစ်ကြိမ်မှာထွက်လို့နှစ်နှစ်ခါလေးထိတ်ဆိုရင်လည်းရတယ်ဗျနှစ်နှစ်ခါလေးထိတ်ဆိုလည်းရတယ်နှစ်ကြိမ်မှာထွက်လို့22ကြိမ်ဆို2ကြိမ်ပေါ့ဗျာနော်နှစ်နှစ်ခါလေးထိတ်ဆိုလည်းရတယ်ဒီဘက်ကြတော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်မှာထွက်လို့ငါးနှစ်ခါသုံးထိတ်ဆိုရင်လည်းရတယ်နော်ငါးနှစ်ခါသုံးထိတ်ဆိုလည်းရတယ်ဒီ9ဆုံးနဲ့ခုနှစ်မှာကြတော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှာထွက်လို့လေးနှစ်ခါနှစ်ထိတ်နဲ့ဆိုလည်းဖြစ်တယ်သူတော့အဲ့လိုလေသွားနေတာပဲဒီမှာကြတော့ဗမာမှမထွက်သေးဘူးဆိုတော့10ချိန်မှာထိုးမဲ့ဆိုရင်3ညချိန်မို့လား3ညချိန်ဆိုတော့3ညနှစ်ကခွန်900ဗရိတ်နှစ်နဲ့ဆိုတော့200အဲ့လိုမှမဟုတ်ဘူးနောက်တစ်မျိုးဆိုရင်သူဒီလိုလဲသွားနေပြန်တာပဲသူကဘလို့ရွေးမလဲနော်မရောက်လဲကြိုက်တယ်လို့ရွေးကြည့်ပေါ့ညံကွန့်ပြီးတော့ထိုးကြည့်ပေါ့နော်ပထမဆုံးချိန်မှာ4ထိပ်ဒုတိယ3ထိပ်တတိယမှာကြတော့2ထိပ်ဒီစတုဒ္ဓ၄ဘက်ကမှကြတော့ဒီ3ညဖို့1ထိပ်နဲ့သွားမလားဗရိတ်နှစ်ပုံစံနဲ့သွားမလားအကျဉ်းရဲ့နှက်ခတ်ကိုထိတ်ထည့်ပြီးသွားမလား3ခွက်မွေးတင်နေကြတော့နော်ကြိုက်ရင်လည်းမွေးကြိုက်ရှင်လည်းမွေးကြိုက်ဘူးဆိုတော့မွေးနေပေါ့ဗျာ3ခွက်တော့မွေးရမှာဗျာနော်ရေးပြမှာ3ခွက်တော့ရေးရမှာမွေးရမှာ200 100 3ညဘူး10ချိန်မှာဆိုရင်3ညနှစ်ခါခွန်17ချိန်မှာဆိုရင်1နှစ်ခါ8 12ချိန်မှာဆိုရင်2နှစ်ခါ4အဲ့လိုချိန်တိုက်ကလေးမွေးသွား